အခုကမ္ဘောမြန်မာတစ်တော့မှာအမေးများနေတဲ့ဗရိဝါရီယာ EV ဆိုင်ကယ်ကပြူးလွင်ကိုတက်နိုင်လားမတက်နိုင်လားရောက်လားမရောက်နိုင်လားဆိုတဲ့အဖြေကိုဖြေဖို့အတွက်အခုပဲပြူးလွင်ခရီးစဉ်လေးကိုကျွန်တော်တို့စတင်လိုက်ပါမယ်ရောက်နိုင်မရောက်နိုင်ဆိုတာကိုသိဖို့အတွက်ကျွန်တော်နဲ့တူလာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ခုကျွန်တော်စိတ်ဝင်စားထွက်လာပြီဆိုတော့ကျွန်တော်မြင်းငယ်လမ်းပေါ်ပေါ့နော်မြင်းငယ်လမ်းပေါ်ရောက်နေတယ်အဲ့မှာကျွန်တော်ပြိုးလွင်ဘလော့သွားမယ်ဆိုတော့ဗဒီအပြည့်သွန်းထားတယ်ဒီလိုကီးစဉ်ကိုသွားမယ်ဆိုရင်ဗဒီကိုအပြည့်သွင်းဖို့တော့လိုရတယ်ဗျာနော်အခုကျွန်တော်ထုံးမှုလမ်းပေါ်ကိုရောက်လာပြီလမ်းလဲရှင်းနေမြေပြန်လဲဆိုတော့ကျွန်တော်ဂီယာနံပါတ်3လေးနဲ့စပီလေးနည်းနည်းတင်ပြီးမောင်းအောင်မယ်ဗျကျွန်တော်တို့ဗရိဝါရီယာက80ကီလိုမီတာထိအောင်မောင်းလို့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့ဖီဝေးအစီအစဉ်လေးဖြစ်တယ်ပြုံးလေးတိလည်းသွားမှာဆိုတော့ကျွန်တော်တင်းတင်းနဲ့စပီးနဲ့ပဲကျွန်တော်မောင်းလာလိုက်တယ်အခုကျွန်တော်အုံကျော်မျိုးဖြတ်လာပြီရှေ့ဆိုရင်အတက်ခီးစဉ်နေစတိုင်းတော့မှာဆိုတော့ဘယ်လိုပုံစံနဲ့တက်မလဲဆိုတော့လာကြည့်လိုက်ရအောင်အခုကျွန်တော်ပြိုးလွင်တောင်တက်ကိုစတက်ပြီးစတက်တော့မှဆိုတော့နော်ဂီယာနံပါတ်2နဲ့ပဲကီလိုမီတာ40ဝန်းကျင်နဲ့တက်နေတယ်ကျွန်တော်နံပါတ်2နဲ့သွားလာကတော့အတက်တွေတက်တဲ့အချိန်မှာမော်တာအပတ်ရည်နဲ့ကပ်ရည်နဲ့စပီးနဲ့သွားလို့ရအောင်နံပါတ်2နဲ့ပဲတက်ခဲ့လိုက်တယ်